မမျော်လင့်ပဲတာဝန်ကြီးအနှင်းခံရခြင်းနောက်ခံမြင်ကွင်းဒါရောဂိုင်းတော်ကြီး၏အပြင်ဘက်တကားဝတွင်ဂိုင်းချုပ်ကြီးနှင့်အကြီးအကဲများကဝတ်စုံဖြူဝေလူငယ်လေးရှိ၌ရိုသေစွာအတူးထောက်နေကြသည်ဂိုင်းချုပ်ကြီးသည်တွေးအံမတက်နှာချေချောင်းဆိုးရင်းဖြင့်ဘိုးဘေးကြီးကိုတလေးတစားလျှောက်တင်ရှာသည်ဂိုင်းချုပ်ကြီးထိုအချိန်တွင်ကောင်းကင်ရံတစ်ခုလုံးမဲမောင်လာပြီးမိုးကြိုးများပစ်ခတ်ကာလေတူးထဲတွင်မိစ္ဆာရဲရဲတောင်းနှက်ရိုင်းတပ်ဖွဲ့ဝင်မြောက်များပြန်တန်းရောက်ရှိလာပြီးဂိုင်းတော်ကြီးကိုဒုတိယအကြိမ်ထပ်မံဝိုင်းရန်တိုက်ခိုက်ကြပြန်သည်ဂိုင်းချုပ်ကြီးဓာတ်ကိုဆွဲထုတ်ရင်းမကောင်းတော့ဘူးမိစ္ဆာတပ်ဖွဲ့တွေကသွေးမြူတွေနဲ့အတူပြန်ရောက်လာပြီးတပည့်တို့အားလုံးကာကွယ်ရေးခံစစ်ပြင်ကြစို့ဂိုင်းသားအားလုံးဓာများကိုအတီးတီးဆွဲထုတ်ကနေရာယူကြသည်ဂိုင်းသားများဘိုးဘေးကြီးကိုကာကွယ်ကြလူငယ်လေးစိတ်ထဲမှတွေးမိပုံတကယ်တော့ငါကကြင့်ကြံခြင်းရဲ့အခြေခံအဆင့် refining ထဲမှာပဲရှိသေးတာပါဆိုထိုစဉ်လူငယ်လေး၏စကားကိုကြားလိုက်ရတော့အကြီးအကဲတဦးမှမယုံနိုင်လောက်အောင်အံ့ဩတုန်လှုပ်သွားပြီးအကျယ်ကြီးအော်ဟစ်မိတော်သည်အကြီးအကဲပါအခြေခံအဆင့် refining ဟုတ်လားအခြေခံအဆင့်ကြီးလားပြလားထိုအော်တန်ကြောင့်ဘေးနားရှိအကြီးအကဲများအားလုံးပါဇက်အဟောင်းသားဖြင့်စွန့်သွားကြသည်